မြန်မာနိုင်ငံတွင်ငလျင်အန္တရာယ်သတိထားပါမြန်မာနိုင်ငံသူသားများအားလုံးသတိထားပါမကြာမီဖြစ်ပေါ်လာနိုင်သောငလျင်အန္တရာယ်နှင့်ပတ်သက်၍အရေးပေါ်သတိပေးချက်ထုတ်ပြန်ထားပါသည်2025ခုနှစ်တွင်မြန်မာနိုင်ငံ၌အင်အားပြင်းထန်သောငလျင်လှုပ်ခတ်နိုင်ပွဲရှိကြောင်းသုတေသီများကခန့်မှန်းထားပါသည်အထူးသဖြင့်စကိုင်းပြည့်ရွေကျော်အနီးရှိဒေသများတွင်ပိုမိုသတိထားရန်လိုအပ်ပါသည်ငလျင်ကြောင့်အဆောက်အအုံများပြိုကျခြင်းလမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခြင်းနှင့်လူအများပြားထိခိုက်ဒဏ်ရာရခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ရေကြီးရေရှမ်းမှုများလည်းဖြစ်ပေါ်လာနိုင်သောကြောင့်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားသင့်ပါတယ်။မိမိတို့၏နေအိမ်များကိုငလျင်ဒဏ်ခံနိုင်ရန်ပြုပြင်ထားပါအရေးပေါ်ပစ္စည်းများရေအစားအစာဆေးဝါးစုဆောင်းထားပါငလျင်လှုပ်ခတ်ပါကမည်သို့ပြုမူရမည်ကိုမိသားစုနှင့်တိုင်ပင်ဆွေးနွေးထားပါအရေးပေါ်အခြေအနေတွင်သက်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့များနှင့်ချက်ချင်းဆက်သွယ်ပါမိမိအနီးနားရှိသူများကိုလည်းကူညီပေးပါအားလုံးအတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့်ဘေးအန္တရာယ်ကိုကျော်လွှားနိုင်ပါတယ်ယခုပင်တင့်မိသားစုနှင့်အတူငလျင်အန္တရာယ်အတွက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ပါလိုအပ်ပါကသက်ဆိုင်ရာဌာနများသို့ဆက်သွယ်ပြီးအကူအညီရယူပါတင့်ရဲ့အသက်နှင့်မိသားစုကိုကာကွယ်ဖို့အခုချက်ချင်းလှုံ့ဆော်ပါ